သမုဒ္ဒေဂါထာသမုဒ္ဒေစေတီသမုဒ္ဒေဖျားများသမုဒ္ဒေအထဝီတင်္စဟုသောသမုဒ္ဒေဂါထာသည်ပကံခေတ်တထာဂတုပ္ပတိကျမ်းတွင်ပါရှိပါသည်ပကံခေတ်ဦးဂူဖျားအမှတ်388သမုဒ္ဒေဂူဖျား၏အတွင်းနယံများတွင်ရှိသောဗုဒ္ဓဆင်းတုငယ်နယံစေးရပကြီးများကဤဂါထာတော်လာဖျားရှင်ပေါင်း9,12,200ကျိတ်ရှိစုပူဇော်မှုသဘောတရားနှင့်တိုက်ဆိုင်နေသည့်ရှေးဟောင်းရုပ်ပုံသက်သေများဖြစ်နေပါသည်စစ်မှတ်ရေးရာနှင့်စာပေဖလှယ်မှုကြောင့်ထိုင်းနိုင်ငံသို့ပြန့်နှံ့ခြင်းစစ်မှတ်ရေးရာများနှင့်အတူဤသမုဒ္ဒေဂါထာတော်သည်ထိုင်းနိုင်ငံသို့စီးဆင်းခဲ့သည်စစ်မြေပြင်တွင်ဘေးအန္တရာယ်နှင့်ရန်သူလက်နက်ဘေးအကာအကွယ်အတွက်အားထားသုံးစွဲခဲ့ကြပြီးနောက်ပိုင်းစာပေကျမ်းဂန်ဖလှယ်မှုများမှတဆင့်ထိုင်းတော်ဝင်တန်ခါအဖွဲ့အစည်း၏ပရိတော်ကျမ်းကြီးများတွင်ဖရဂါထာတန်ဗုဒ္ဓေအဖြစ်တရားဝင်ထည့်သွင်းဝေရွခဲ့ကြသည်ယင်းဂါထာ၏တက်ရောက်မှုကြောင့်ထိုင်းမြောက်ပိုင်းချင်းမိုင်ရှိဝစ်စုအန်တော်ဝတ်ဆွန်ဒုတ်ကျောင်းတိုက်တွင်ထိုင်းတို့သည်ဂူတင်ချိုင်းစေတီများကိုတိဆောက်ရာ၌သမုဒ္ဒေဂါထာလာဖျားအဆူဆူတို့ကိုအတူယူကာအထူးသဖြင့်ချင်းမိုင်လန်နာတော်ဝင်မိသားစုဝင်များ၏အယိုးပြများကိုဖျားစေတီများကဲ့သို့စီတန်းတိဆောက်ထားသည့်အဖြူရောင်တော်ဝင်အယိုးအိုးကူတင်ချိုင်းစေတီစုများ Royal Cemetery အတွင်ဖြင့်စေတီငယ်များစွာကိုအစီအီတိဆောက်ခဲ့ခြင်းဖြင့်ထင်ရှားသောပိတုကာလက်ရာများပေါ်ထွန်းလာခဲ့ပါသည်မိုးညင်းဆရာတော်ဖျားကြီးမိုးညင်းတော်ရကျောင်းတိုက်၏မူလမိုးညင်းဆရာတော်ဖျားကြီးသည်ချင်းမိုင်ဒေသသို့သာသနာပြုကြွရောက်စဉ်ထိုကူတင်ချိုင်းစေတီအဆူဆူစီတန်းပူဇော်ထားမှုကိုတွေ့မြင်ခဲ့ရသည်ဆရာတော်ဖျားကြီးသည်မိမိတို့မြန်မာပြည်ပကံခေတ်ဦးကူဖျားအတွင်း၌မြင်တွေ့ရသည့်နယံဘော်ကဖျားငယ်စီတန်းမှုအယူအဆနှင့်ထိုင်းနိုင်ငံတွင်တွေ့ခဲ့ရသည့်ပြင်ပဖျားများခြံရံတိဆောက်မှုစနစ်နှစ်ခုကိုအချို့ကျပေါင်းစပ်ခဲ့သည်မုံရွာမိုးညင်းသမုဒ္ဒေစေတီတော်ကြီးမြန်မာတက္ကရာ1300ခုနှစ် AD 1939ခုနှစ်တွင်မုံရွာမြို့၌မိုးညင်းသမုဒ္ဒေစေတီတော်ကြီးကိုစတင်မြေချတိဆောက်ခဲ့သည်ဗုဒ္ဓဂါယာမဟာဗောဓိလိုင်ကူပုံစံကိုအခြေခံကာစေတီတော်၏အတွင်းအပြင်နယံကွက်လက်များနှင့်တိုင်လုံးအားလုံးတွင်ဂါထာတော်လာအစစ်အမှန်အရေအတွက်တိုင်း9,12,200ကျိတ်ရှိစုသောဗုဒ္ဓရုပ်ပွားတော်ငယ်များကိုတဆူချင်းစီလက်ရမြောက်စွာထွန်းထုပူဇော်စေခဲ့သည်ဤသို့လျင်မုံရွာမြို့မိုးညင်းသမုဒ္ဒေစေတီတော်ကြီးသည်ပကံခေတ်ဦးသမုဒ္ဒေကူဖျားထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ရှိဖျားအဆူဆူတန်းစီကိုကွယ်မှုဗုဒ္ဓဂါယာမဟာဗောဓိမှုများပေါင်းဆက်၍မြန်မာပြည်၌ပွင့်ပေါ်လာရပေတော်သည်တနည်းအားဖြင့်မိုးညင်းသမုဒ္ဒေစေတီတော်ကြီးကိုမိုးညင်းဆရာတော်ဖျားကြီးသည်တနိုင်ငံလုံးနှင့်ကမ္ဘာပိတုကာလက်ရာများကိုလေ့လာကာအောက်ပါအတိုင်းအစိပ်ပိုင်းလိုက်အတူယူပုံဖော်ခဲ့ပါသည်တဲ့အပြင်ဘက်တိဆောက်ပုံအင်ဒိုနီးရှားထိုင်းနှင့်အိန္ဒိယလက်ရာဘိုရိုဗုဒ္ဓဘောရဘူဒ္ဓပုံစံဖျားကြီးအပြင်ဘက်စတုယန်ပုံစံပစ္စယံအဆင့်ဆင့်ပေါ်တွင်စေတီယံအမြောက်များဆင်း၍တည်ထားသည့်စနစ်ဖြစ်ပါသည်ယင်းသည်အင်ဒိုနီးရှားရှိဘိုရိုဗုဒ္ဓပိတုကာစနစ်ကိုအခြေခံပြီးမြန်မာထေရဝါဒပုံစံအဖြစ်ပြောင်းလဲဖန်တီးထားခြင်းဖြစ်ပါသည်ထိုင်းမြောက်ပိုင်းချင်းမိုင်ချင်းမဲလက်ရာဖျားကြီး၏စင်ကြံပတ်လန်းများအမိုးခုံးပြတင်းပေါက်များနှင့်အယောင်သွေးစုံလင်လာသောမုံဦးတစောင်းအချို့၏အနုပညာလက်ရာများတွင်ထိုင်းမြောက်ပိုင်းလန်နာခေတ်အငွေ့သက်ချို့နှင့်အိန္ဒိယပိတုကာပုံစံများရောရှက်ပါဝင်နေပါသည်နှင့်အတွင်းပိုင်းစီစဉ်ပုံပကံသမုဒ္ဒေကူဖျားလက်ရာပကံသမုဒ္ဒေကူဖျားအမှတ်388ပုံစံဖျားကြီးအတွင်းပိုင်း၌ဖျားဆင်းတုတော်ပေါင်း9သိန်းကျော်ကိုနေရာလက်မရှိအောင်နေရန်အပြည့်အကွက်ချစီတန်းပူဇော်ထားသည့်စနစ်ဖြစ်ပါသည်ဤစိတ်ကူးသည်ပကံသမုဒ္ဒေကူဖျားအတွင်းရှိသမုဒ္ဒေဂါထာတော်ကိုရည်စူး၍ရေးဆွဲထားသောနေရန်စေးပကြီးများ၏စီစဉ်ပုံကိုဓာတ်ရိုက်နမူနာယူကာခေတ်သစ်ကွန်ကရစ်ပိတုကာအဖြစ်အသက်သွင်းပုံဖော်ခဲ့ခြင်းဖြစ်ပါသည်အချင်းချုပ်အားဖြင့်ဖျားကြီးအပြင်ဘက်အဆောက်အုံပုံသဏ္ဍာန်သည်အင်ဒိုနီးရှားဘိုရိုဗုဒ္ဓဘောရဘူဒ်အိန္ဒိယဗုဒ္ဓဂါယာမဟာဗောဓိပုံစံနှင့်ချင်းမိုင်လက်ရာများပါဝင်ပြီးအတွင်းပိုင်းစင်းတုတော်များစီတန်းသည့်စနစ်မှာပကံသမုဒ္ဒေကူဖျားမှစိတ်ကူးကိုယူထားခြင်းဖြစ်သောကြောင့်အားလုံးမှာတစ်ဆက်တည်းမှန်ကန်သောအချက်လက်များဖြစ်ကြပါသည်သမုဒ္ဒေဂါထာဤသမုဒ္ဒေဂါထာတော်သည်တမိုင်းတလျှောက်ပေါ်ထွန်းခဲ့သောသာသနာအဆောက်အအုံများနှင့်ဖြစ်ရအားလုံးကိုတက်ဝင်စေခဲ့သည့်အစွမ်းတတ္တိရှိခဲ့ပါသည်ဤဂါထာတော်ကြီးသည်စကြဝဠာအတွင်ပွင့်တော်မူပြီးသမျှသောဖျားရှင်တို့၏ဘုန်းတော်အနန္တကိုစုစည်းပူဇော်ထားခြင်းဖြစ်သဖြင့်စာပေနှင့်စစ်မှတ်ရေးရာတမိုင်းကြောင်းများတွင်အထူးပင်အားထားထင်ရှားခဲ့သည်ထို့ကြောင့်ဤသမုဒ္ဒေဂါထာသည်အတိတ်သမိုင်းအဆက်ဆက်တွင်ဘေးအန္တရာယ်ကျော်လွှားရာအားကိုးတစ်ခုဖြစ်ခဲ့ရုံများမကတမိုင်းကြောင်းအရလည်းကောင်းဘာသာရေးအရလည်းကောင်းအစွမ်းတတ္တိထက်မြက်လာသဖြင့်ယနေ့တိုင်အဆုအဆက်သက်ဝင်ထင်ရှားနေစေဖြစ်ရာမိမိတို့၏နေ့စုဘဝခရီးတွင်ဘေးရန်ခတ်သိမ်းငြိမ်းအေးစေရန်ဒေါသခတ်သိမ်းငြိမ်းအေးစေရန်ဆင်းရဲခတ်သိမ်းငြိမ်းအေးစေရန်
နှလုံးစိတ်ဝမ်းအေးချမ်းကြစေရန်နေ့တိုင်းအလေးထား၍ရွတ်ပွားပူဇော်သင့်ပါကြောင်းအသိပေးအပ်ပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ